ဒီတော့ဝဒနာရှင်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်စရိယာနေလေးပါတကြံအထူး promotion ဈေးနှုန်းအစီအစဉ်လေးလာပါပြီခင်ဗျာ Yamaha PSR SX600 ဘူးဘောအစုံပါကင်အလုံးအသစ်တွေကိုပုံမှန်ရောင်းဈေး42သိန်းကျပ်ကနေပြီးတော့တကြံအထူး promotion ဈေးအစီအစဉ်ဖြစ်39သိန်း9000ကျပ်ထင်တဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ခင်ဗျာYamaha PSR SX600 ဘူးဘောအစုံပါကင်အလုံးအသစ်တွေကို39သိန်း9000ကျပ်ထင်တဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာမြန်မာတူရိယအတန်နေစိုင်းတန်မောင်းတန်နှဲတန်ပမကြက်စီဒူစခွန်မြန်မာတူရိယအတန်နေအစုံထည့်ထားပေးပြီးပါပြီပြီးတော့ကြံမှာအပီကဲမဲ့ကျွန်တော်ဝါသနာရှင်များအတွက်ကြံဒိုးတွေလည်းကျွန်တော်လက်ဆောင်ပေးပါမယ်ဖန်တီးထားပေးပါတယ်ကြံဒိုးတွေမြန်မာဒိုးဝက်စတာနေပေါ့နော်ကျွန်တော်ရဲ့ online ကသင်တန်းသားများကျွန်တော်ရဲ့ဂီတမိတ်ဆွေများအစိတ်600ကို promotion အစီအစဉ်လေးမရှိသေးဘူးလားမရှိသေးဘူးလားမေးနေကြတယ်ကျွန်တော်ရဲ့မိတ်ဆွေများဂီတဝဒနာရှင်များဟုတ်ကဲ့လက်ခု promotion အစီအစဉ်လေးလာပါပြီခင်ဗျာပုံမှန်ရောင်းစီ42သိန်းကျပ်ကနေပြီးတော့39သိန်း9000ကျပ်ထင်တဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဝယ်ယူအားပေးမယ်ကျွန်တော်ဝါသနာရှင်များကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399263 404 153ကိုဓာတ်ရက်ဆက်သွယ်ပြီးတော့မှာယူအားပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်ဖအံမြို့မှာနေပါတယ်ခင်ဗျာပြည်ပကဝါသနာရှင်များဆိုရင်ယခုဖုန်းနံပါတ်နဲ့ Viber Telegram ရှိပါတယ်အဲ့ကနေပြီးတော့မှာယူအားပေးနိုင်ပါတယ်ထိုင်းနိုင်ငံကြီးကျွန်တော်ပို့ပေးပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ